ဒီနေ့ share ပေးမယ့်အကြောင်းကတော့မီးနယ်ပယ်မှာပေါ့နော် data analysis သမားတယောက်ဖြစ်ဖို့အတွက်ဘယ်လိုမျိုးစပြီးတော့လေ့လာရမယ်ဆိုတာကိုနည်းငယ်လေး sharing လုပ်ပြီးသွားပါမယ်ပထမဆုံးကျွန်တော်တို့မီးရဲ့သဘောတဘာဝကိုတော့အခြေခံတော့သိထားမှာဖြစ်ပြီးတော့ကျွန်တော်တို့မီး position နဲ့စပြီးလုပ်မယ်ဆိုရင်တော့ data analysis ကတော့ကိုကပိုင်းနိုင်ပြီးတော့ရနေရမှာဖြစ်တယ်ပေါ့နော်အဲ့တော့ပိုင်းနိုင်မှုအတွက်ကျွန်တော်မီး analysis သဘောတရားကိုရှင်းပြပေးမှာဖြစ်ပါတယ်ဆိုပထမဦးဆုံးအနေနဲ့ကျွန်တော်တို့အကျိုးတရားမှုကိုအရင်ဆုံးဦးစားပေးရမှာပေါ့နော်ဆိုဘာလဲဆိုတော့ကျွန်တော်တို့မီးနဲ့ပတ်သက်ပြီးတော့ data analysis လုပ်တဲ့ချိန်မှာဘာလဲဆိုတာကိုကျွန်တော်တို့ကအရင်ဆုံးရအောင်ရှာဖွေမှာဖြစ်တယ်ပေါ့နော်သူကဘာတွေလုပ်တာလဲဆိုတော့အဓိကတော့မီး analysis မီးရဲ့ data analysis တွေလုပ်တယ်ဆိုတာတော့ကိန်းဂဏန်းတွေကိုသူကတက်တယ်မဟုတ်ဘူးပေါ့နော်အဓိကတော့ကျွန်တော်တို့စီမံကိန်းတွေရဲ့အဓိကအကျိုးသက်ရောက်မှုပေါ့နော် impact ကဘာလဲ impact ကဘယ်လိုအကျိုးထိရောက်မှုရှိလဲဆိုတာကိုအဓိကရှာဖွေတာပေါ့အဓိကကိန်းဂဏန်းတွေကတစ်စင်း information တွေပြောင်းတာပေါ့data ကနေမှ information တွေပြောင်းinformation တွေကမှတစ်စင်းဘာတွေပြောင်းလဲမှုရှိလဲဆိုတဲ့ဟာကိုအဓိကရှာဖွေတာပေါ့ data analysis ကအဲ့လိုလောက်ရခြင်းအဓိကတော့အခြေခံချက်တွေဖြစ်တယ်ပေါ့နော်သူကတော့quality ပေါ့နော်အရေးအတွက်တွေပေါ့နော် quality ရှိ quantity ရှိတယ်ပေါ့ quantity အရေးအတွက်တွေတဲ့ quality ကိုပို့ပြီးတော့ဦးစားပေးရမယ်ပေါ့နော်ဆိုတော့အဓိကပထမအဆင့်အနေနဲ့ပေါ့နော်အခြေခံ me concept လေးတွေပေါ့ဒီ data analysis သမားတယောက်ကတော့နားလည်ရမှာဖြစ်တယ်ဆိုတော့ me နဲ့ပတ်သက်ပြီးစပြီးတော့လုပ်တော့မယ်ဆိုရင်တော့ data analysis ကမရှိမဖြစ်ပေါ့နော်လောက်ရမယ်ပိုင်းဖြစ်တယ်အဲ့ဒီမှာဆိုရင်အဓိကနားလည်ရမယ် concept လေးတွေပေါ့နော်အဲ့ဒါအဓိကတော့သိထားတဲ့ပထမတစ်ခုကတော့ law frame ပေါ့နော် logical framework နဲ့ပတ်သက်ပြီးတော့သိထားမှာဖြစ်တယ်အဲ့ဒါက indicator အကြောင်းဒီ indicator ဆိုတာပါလဲပေါ့နော်ဘယ်လိုဒီတိုင်းတာလဲဘယ်လိုဒီ indicator ကိုစတင်ပြီးတော့လုပ်တယ်လဲ indicator မှာဘယ်လိုအကြောင်းအရာတွေပါဝင်လဲပေါ့နော်ပြီးတော့ baseline ဆိုတာပါလဲ baseline ကဘယ်လိုမျိုးချိတ်ဆက်ပြီးတော့ project နဲ့ချိတ်ဆက်ပြီးတော့ဘယ်လိုမျိုးကောက်ရတာလဲပေါ့နော်ပြီးရင် indicator ပေါ်မူတည်မှ target setting ဘယ်လိုချတယ်လဲပေါ့နော် logical framework ကိုတော့ကျွန်တော်တို့အရင်ဆုံးနားလည်အောင်လုပ်မှာဖြစ်တယ်ပေါ့နော် logical framework မှာပါဝင်တဲ့အပိုင်းတွေပါတယ်ပြီးတော့မှ mobile နဲ့ပတ်သက်တာပါဝင်မှာပါတယ်ပေါ့နော်အဲဒီဘိုင်းတွေကိုတည်ချာချာနားလည်ရမှာဖြစ်တယ်ပေါ့နော်နောက်တစ်ခုကတော့ data type တွေပေါ့နော် data type ကတော့ကျွန်တော်တို့အရေးအတွက် quantity နဲ့ပတ်သက်တဲ့ data တွေပါသလို quality အရေးသွေးပေါ့နော် quality နဲ့ပတ်သက်တဲ့ data တွေပါတယ်ပေါ့နော်ဆိုတော့အဲ့နှစ်ခုကဘာကွာခြားလဲပေါ့နော်ဘယ်လိုမျိုး analysis လုပ်ရလဲ quality ဆိုရင် quantity အရေးအတွက်ကဘယ်လိုမျိုး analysis လုပ်မလဲ quality ဆိုရင်လည်း quality နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုစုစည်းပြီးဘယ်လို analysis လုပ် impact ကိုတိုင်းတာဖို့အတွက်ဘယ်လို analysis လေးလုပ်မယ်ဆိုတဲ့အကြောင်းအရာကိုလည်းသိထားသင့်ရမှာဖြစ်ပါတယ်ပေါ့နော်နောက်တစ်ခုကတော့ data quality ပေါ့နော်ကျွန်တော် data တွေကိုအမြဲတမ်း data entry လုပ်တဲ့ data analysis လုပ်တဲ့ဆိုတာကလည်းသူ့အဆင့်တွေတော့ရှိရပါတော့။ဥပမာဆိုရင်ကျွန်တော် data တစ်ခုဘယ်လောက်ထိအောင်မှန်ကန်နေလဲဘယ်လောက်တော့ယုံကြည်စိတ်ချရတယ်လဲဘယ်လောက်တော့အမှားတွေဂိမ်းနေတယ်လဲပေါ့နော်။ပြည့်စုံမှုတွေလည်းပါဝင်တယ်။ပြီးရင် overlapping တွေရှိနေကြလားပေါ့နော်။ဒါမျိုးတွေ data quality နဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်တို့သိထားသင့်ရမယ်အကြောင်းအရာတွေမှာတစ်ခုပါဝင်ပါတယ်ပေါ့နော်။ဆိုတော့အဆင့်2ပေါ့နော်။နောက်တစ်ခုတစ်မျိုးကတော့ဒီ data တွေကိုကျွန်တော်စပြီးကြိုင်မယ်ဆိုရင်တော့အခြေခံအဖြစ်တော့ Microsoft Excel ကိုတော့ပုံမှန်အဖြစ်တော့သုံးကြတယ်ပေါ့နော်ဆိုတော့ Microsoft Excel ကိုသုံးပြီးမှကျွမ်းညင်သွားပြီးမှ Microsoft Excel ကတစ်ဆင့်Power BI ချိတ်တာတော့ W နဲ့သွားတာလို့ဆိုတာမျိုးနောက်ပိုင်းမှာတော့လုပ်လို့ရတယ်ဆိုတော့ပထမဆုံးအနေနဲ့ data analysis သမားတော့ Microsoft Excel ကိုတော့အခြေခံပေါ့ကျွမ်းကျင်နေမှပဲရမယ်ပေါ့နော်ဆိုတော့အခြေခံဆိုတာကကျွန်တော်တို့ data cleaning တွေပေါ့နော်ဆိုတော့ data တစ်ခုရလာပြီ Excel ပေါ်ရောက်လာပြီဆိုတာ ਨੇ data cleaning တွေအရင်ဆုံးလုပ်ရတယ်အဲ့မှာသူစလုံးပေါင်းစစ်တာလို့ပေါ့နော် blank ဖြစ်နေရတယ် error တက်နေတာတွေဆိုတော့ဒါမျိုးတွေအကုန်လုံးကို data cleaning ကိုကိုကလုပ်နိုင်တဲ့အရေးချင်းတွေရှိရမယ်ဆိုတော့အဲ့ဒီပုံမှာမူတည်ပြီးမှကျွန်တော် formula တွေနဲ့အသုံးပြုပြီးတော့data cleaning လုပ်လည်းလုပ်လို့ရတယ်ပေါ့နော်ပြီးရင် data ကို validate လုပ်နိုင်ဖို့အတွက်formula တွေထည့်ရတာတို့ပေါ့နော် total sum ပေါင်းတာပေါ့နော်ဆိုတော့အရေးအတွက်တွေကိုcount လုပ်တာတို့ VLOOKUP သုံးတဲ့ function if function တွေပေါ့ဗျာနော်ဆိုတော့ဒါမျိုးတွေကအခြေခံအဖြစ်တော့ formula လေးတွေတော့သိထားတဲ့နဲ့ဆိုတော့နောက်တစ်ခုကအဲ့ဒီ data တွေ cleaning ဖြစ်သွားပြီဆိုရင်ကျွန်တော်က report ထုတ်နိုင်ဖို့အတွက်Pineboard table ကိုတော့စနစ်တကျနဲ့ထုတ်နိုင်ရမှာပေါ့နော် Pineboard table ကတော့တကယ်အရေးကြီးဆုံးပိုင်းပေါ့နော်သူကကိုလိုချင်တဲ့ data တွေကိုဘယ်လိုပုံစံမျိုးနဲ့ပြချင်လဲ average ပြချင်လား maximum ပြချင်လား minimum ပြချင်လား total ပြချင်လားဆိုပြီးတော့ပိုင်းပေါ်မှာအခြေအမျိုးအသုံးပြုလို့ရတယ်ပေါ့နော်အဲ့လိုအသုံးပြုနိုင်မှုအတွက်လည်းပိုင်းပေါ်ကိုလည်းကျွမ်းကျင်ပိုင်းနေရမှာဖြစ်တယ်ပေါ့နော်နောက်တစ်ခုကတော့အဲ့ဒီ data တွေရလာပြီဆိုရင်report ထုတ်နိုင်မှုအတွက်ဘာတွေချက်တွေပေါ့နော်ပိုင်း graph တွေပိုင်းချက်တွေနဲ့ကျွန်တော်တို့ line ဆွဲတာတွေကိုအကုန်လုံးကိုလုပ်နိုင်ရမှာဖြစ်တယ်ပေါ့နော်ဒါက data analysis သမားတယောက်ကအခြေခံကတော့သိနေရမယ်ပိုင်းဖြစ်တယ်ပေါ့နော်
ကျွန်တော်တို့ပုံမှန် humanitarian project တွေမှာဆိုတော့ data ကတော့အများနဲ့2မျိုးတွေ့ရတယ် qualitative နဲ့ quantitative ပေါ့နော်ဆိုတော့အဲ့ဒီမျိုးစားတွေကိုတော့လည်းခုနအရှိမပြောခဲ့တယ်လို့ပဲကိုကခွဲခြားပြီးမြင်ရမှာဖြစ်တယ်ပေါ့နော်ဆိုတော့နောက်တစ်စုံတစ်ခုကတော့ကျွန်တော်တို့အစဉ်သုံးတဲ့စင်လေးကတော့ data ကောက်ယူခြင်းနဲ့ data တွေကိုဘယ်လိုမျိုးပေါ်ကြမယ်ပေါ့နော်ဆိုတော့ data ကောက်ယူဖို့အတွက်ကျွန်တော်တို့ကဒီ digitalize tools တွေကိုလည်းရင်းနှီးနေရမယ်သိနေရမယ်ပေါ့ဆိုတော့အရင်တုန်းကတော့ပုံဒီစာရွက်တွေနဲ့ကောက်မယ်စာပေါ့နော်အခုကတော့ digital ခေတ်ကိုရောက်လာတဲ့အတွက်ဒီအချိန်ကိုလည်းတက်တာတယ်ငွေကိုလည်းတက်တာတယ်အဲ့ဒါလည်းกินတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဆိုဒီကိုဘူ2 box OTK တွေကိုတော့အသုံးပြုရတယ်ဆိုတော့ OTK တို့ကိုဘူတို့ကတော့ data collection တက်ကောက်ရုံနဲ့မဟုတ်ဘဲနဲ့ကိုဘူပေါ်မှာမေခွန်း project တစ်ခုကိုမေခွန်းတွေဘယ်လို create လုပ်မယ်ဘယ်လိုစောင့်မယ်ဒီဘယ်လို validate တွေလုပ်မလဲဆိုတာကိုလည်းအခြေခံအဖြစ်တော့ဒီကိုဘူကိုလည်းတက်ကြွထားတင်တယ်ပေါ့ဒါမှလည်းကျွန်တော်တို့ကမိသမားတယောက်အနေနဲ့ data analysis လုပ်တဲ့အခါမှာပို့ပြီးတော့လွယ်ကူမယ်ပို့ပြီးမြန်ဆန်မယ်အမှားနေမယ်ပေါ့နော်ဆိုတော့အဲ့ဒီ data တွေရလာရင်နောက်တစ်ခုကကျွန်တော်တို့က data ကိုလူတွေစိတ်ဝင်စားအောင်ပေါ့နော်လူတွေစိတ်ဝင်စားတယ်ဆိုတော့ကျွန်တော်တို့ဒီကိုယ့်ရဲ့ဒီ meeting မှာပဲဖြစ်ဖြစ်donor meeting မှာပဲဖြစ်ဖြစ်ကိုယ့်ရဲ့ local အချင်းမှာပဲဖြစ်ဖြစ်ကိုယ့်ရဲ့ data တွေကိုပေါ့နော်ဆွဲဆောင်မှုရှိအောင်ထင်သာမြင်သာရှိအောင်ပေါ့နော်ကျွန်တော် data ကိုဒီ visualization ပေါ့နော်လှလှပပနဲ့ပြနိုင်ဖို့အတွက်လည်းကျွန်တော်လုပ်ဖို့လိုအပ်ပါတယ်လုပ်နိုင်ဖို့လည်းလိုအပ်ပါတယ်ဆိုတော့ဒီ Microsoft Excel မှာလည်းဒီ visualization တွေလုပ်လို့ရတယ်သူကတော့အလုပ်စိတ်တယ်ပေါ့နော်ဆိုတော့နောက်တစ်ခုကတော့အဲ့ Excel ဘာဖြစ်ဖြစ်ကိုဘာဖြစ်ဖြစ် data တွေရလာရင်เนาะကျွန်တော် Power BI ကိုတို့နောက် W ကိုလည်းချိတ်ဆက်ပြီးတော့ data visualization တွေအသုံးချလို့ရတယ်ပေါ့နော်ဆိုတော့အနည်းဆုံး basic ကတော့ Excel ကိုကျွမ်းကျင်ပြီးမှပဲ Power BI နဲ့သင်တန်းတက်တာလို့လေ့လာတာလို့ပဲပိုကောင်းတယ်ပေါ့နော် basic လောက်နောက်လည်းရတယ်နောက်မှတဖြည်းဖြည်းလေ့လာလို့ရတယ်ပေါ့နော် W ဆိုလည်းအဲ့လိုပဲပေါ့အဒါမှလည်းကိုယ့်ရဲ့ editor report data ရဲ့ report ကတကယ်ကို interactive ဖြစ်ပြီးတော့လူတွေကိုလည်းဆက်ဆော့နိုင်မယ် information လည်းရှင်းရှင်းလင်းပြနိုင်မှာ dashboard တွေနဲ့လည်းကောင်းကောင်းဖန်တီးနိုင်မှာဖြစ်ပါတယ်เนาะအဲ့တော့ကျွန်တော်တို့ကခုနပြောတဲ့အကြောင်းအရာတွေကတော့မိတ်ဆွေတို့အနေနဲ့အခုမှစပြီးလေ့လာမယ်ဆိုရင်တော့စတင်ပြီးတော့လေ့လာဖို့ချိန်တန်ပြီပေါ့เนาะအချိန်လေ့လာလို့ရမှာပြီပေါ့ဆိုတော့ဘယ်ရမလို့ကျွန်တော်တို့ကဒီလေ့လာပြီးဒီလေ့လာပြီးတော့ဒီတိုင်းပဲထားပြီးတော့လက်တွေမလုပ်ဘူးဆိုရင်လည်းကျွန်တော်ဒါတွေကအကုန်လုံးမေ့တတ်တယ်ပေါ့နော်အဲ့တော့ကိုယ့်ရဲ့ကိုယ်က organization မှာလုပ်တယ်ဆိုရင်လည်းအဲ့ဒါလေးကိုကိုယ်အချိန်အားတဲ့ချိန်ဒီမှာဖြစ်ကိုယ့်ရဲ့အိမ်မှာပြန်လည်ကြည့်ပြီးတော့လည်းလုပ်လို့ရတယ်ပေါ့နော်ဒီကတော့ learning by doing နေပေါ့နော်အဲ့တော့ကျွန်တော်တို့စာအုပ်တွေကအများကြီးရှိတယ် data analysis နဲ့ပတ်သက်တာအကြောင်းအရာတွေအများကြီး internet ပေါ်မှာ online ပေါ်မှာ YouTube မှာပေါ့နော်အများကြီးရှိတယ်ဆိုတော့အဲ့ဒါတွေကိုလေ့လာပြီးမှတ်ထားတာတွေများပြီးတော့တကယ်ပြန်ပြီး apply မလုပ်နိုင်ဘူးဆိုရင်လည်းကျွန်တော်တို့မေ့ပြီးတော့အရှိကိုမရောက်တော့ဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့က data analysis ဆိုတဲ့ဟာအကြောင်းအရာမျိုးကတော့analysis ဆိုတဲ့အတိုင်းတကယ်ကိုလက်တွေ့လုပ်နေမှာ practice လုပ်နေမှာပဲသိနိုင်မှာပေါ့နော် theory ကတော့အများကြီးရှိတယ် theory ဖတ်ရင်လည်းကျွန်တော်တကယ်လက်တွေ့ကြတော့နည်းနည်းလေးခက်တယ်ပေါ့နော် theory နဲ့လက်တွေ့ရတော့တစ်ခါကြရင်တော့နည်းနည်းလေးတော့ကွာခြားတယ်ပေါ့နော်ဆိုတော့တစ်ခါလေးကြရင်ကိုကအခုဒီ data တွေမရှိဘူးဆိုရင်လည်းကိုက dummy data ပေါ့နော် dummy data ဆိုတာဒီ raw data ပုံစံမျိုးပေါ့ data အကျန်းပေါ့နော် data အတုပေါ့ဆိုတော့အဲ့လို data တွေကိုကိုဘာသာ create လုပ်ပြီးတော့analysis တွေလည်းစမ်းကြည့်လို့ရတယ်ပေါ့နော်ကိုယ် project တည်လေးတွေလုပ်ပြီးတော့Bible TV တွေစောက်တာတို့ chat တွေ credit တွေလုပ်တာတို့ပေါ့နော်ပြီးရင်ဒီ Power BI နဲ့ချိတ်ဆက်ပြီးတော့ data visualization တွေပြတာတို့နောက်ကိုဘဝ project တည်လေးစောက်ပြီးတော့စမ်းတာတို့ဒါမျိုးတွေကျွန်တော်လုပ်လို့ရတယ်ပေါ့နော်လေ့ကျင့်လို့ရပါတယ်နော်ဒါကတော့ကျွန်တော် data analysis သမားတရားဖြစ်ဖို့အတွက်တော့မီးနဲ့ပတ်သက်ပြီးတော့ data analysis လုပ်မှဆိုရင်ရောသိထားတဲ့ပေါ့နော်လေ့လာတဲ့ရှိထားတဲ့အကြောင်းအရာတွေကို sharing လုပ်ပေးခြင်းဖြစ်ပါတယ်ပေါ့နော်မိတ်ဆွေတွေနဲ့ဒီ video လေးကိုကြည့်အားပေးရတဲ့အတွက်လည်းကျေးဇူးတင်ပါတယ် like and subscribe လုပ်ခဲ့ပေးပါဦးနော်ဒီလိုရဲ့မေကွန်မြတ်ရှိခဲ့ရင်လည်းYouTube ရဲ့comment box မှာလည်းမီးလိုက်ပြီးရဲ့ချက်ပေါင်းတော့လာရောက်မြင်နေပါနော်အားလုံးပဲကျေးဇူးများတင်ပါတယ်